တနင်္လာသားသမီးတွေတို့2026တနင်္စာကြုံတွေ့ရမယ်လူမှုရေးစီးပွားရေးကျန်းမာရေးအိမ်တော်ရေးချီကံကြမ္မာဟော့စင်လေးကိုတေချာလေးတွက်ချက်ပြီးဟောပြီးတော့ဖြစ်ပါတယ်ခင်ဗျာမဟုတ်သေးခင်မှာလည်းကျွန်တော်ကောက်လေးက follow လေးမနေရသေးရင် follow လေးညှစ်ခဲ့ပေးဖို့ရတောင်းဆိုပါတယ်အသေးလေးနေချင်း share ခါနဲ့စလောက်နေချင်းပြန်လဲအားပေးတော့ဖို့ရတောင်းဆိုပါတယ်ကောင်းမလေးအောင်မလဲအားပေးနေပါလေဆိုရင်အားပေးနေပါလေဆိုပြီးမှန်ပြီးတော့ကြပါအောင်ဒါမှနေ့စဉ်ကျွန်တော်ရဲ့ကုသိုလ်ပြုရတာလေးတွေကိုအမြဲတမ်းကြည့်ရှုနိုင်ရန်အတွက်ပါတနင်္လာသားသမီးတွေကစိတ်ရှည်သိခံမှုညပေါ့နော်ဒီ2026ထဲမှာအောင်မြင်မှုတရက်ဖို့တွေစောင်းလာမှာဖြစ်ပါတယ်တနင်္လာသားသမီးရဲ့အနေနဲ့အရန်နမကိုကောင်းမွန်တော့ကံကြမ္မာတွေကြုံတွေ့လာရလိမ့်မယ်လုပ်ငန်းကိုင်ငန်းတွေအရန်နမကိုတိုးတက်လာတာမျိုးတွေမိမိကဒီလာဝက်လောက်ကပေါ့နော်လာဝက်ကစပြီးအရန်နမကိုကောင်းမွန်တော့တိုးတက်မှုတွေပြောင်းလဲမှုတွေအရန်နမကိုကြုံတွေ့လာရလိမ့်မယ်ဒီ2026လာစလေးမှာတော့နည်းနည်းညံ့နေပေမဲ့ဒီလာဝက်ကစပြီးတော့ဒီနှစ်ကုံအတွင်းမှာငွေတိုက်တကားတွေပွင့်လန်းလာမယ်ထီပေါက်ကိန်းချဲပေါက်ကိန်းတွေကြုံတွေ့လာရလိမ့်မယ်ထီတို့ချဲတို့ထိုးတော့မယ်ဆိုရင်မိမိတို့ရဲ့အမေမိမိတို့ရဲ့အတော်တွေစီမှာတောင်းပြီးတော့ထိုးမယ်ဆိုရင်အရန်နမကိုထီပေါက်ကိန်းတွေချဲပေါက်ကိန်းတွေကြုံတွေ့လာမှာဖြစ်ပါတယ်ထီတို့ချဲတို့ထိုးမယ်ဆိုရင်ထီပေါက်ကိန်းအနေနဲ့က80%လောက်ဒီကန်ကောင်းစေတာဖြစ်ပါတယ်ထီတို့ချဲတို့ကန်ဆန်းကျင်တဲ့လူတွေက4တို့9တို့ထိုးကြပါတနင်္လာသားသမီးတွေအရန်နမကိုကန်စားတာတွေအရန်နမကိုကောင်းမွန်နေပါတယ်ငွေရေးကြေးရဲ့အနေနဲ့လက်လာပါတဲ့အရန်နမကိုပွင့်လန်းလာတဲ့ငွေတိုက်တကားတွေပွင့်လန်းလာတဲ့ငွေတွေရတဲ့အရန်နမကိုရောက်ရှိလာလိမ့်မယ်မကင်ဘူးသေးတဲ့ပိုက်ဆံတွေမကင်ဘူးသေးတဲ့အရာတွေရလာတာမျိုးတွေကြုံတွေ့လာရလိမ့်မယ်အဲ့လိုရလာတာနဲ့အကြီးပေါ်နဲ့ကုန်ကြမှုလေးတွေမိမိကပြန်ပြီးတော့ကုန်ပြောစင်ဝင်ငွေရတယ်များတယ်လို့ထောက်ငွေရတယ်အဲ့လိုများတာမျိုးလေးကြုံတွေ့လာလိမ့်မယ်ပေါ့နော်နည်းနည်းလေးငွေကြေးအနေနဲ့ပြောဆိုရင်ထောက်ငွေလည်းများမယ်ဝင်ငွေလည်းအရင်များလာလိမ့်မယ်မိမိကခုချိန်မှာစူးစမ်းရင်ရန်မကိုစူးစမ်းတဲ့လောက်အောင်မြင်လိမ့်မယ်အခြေရေးအိမ်တော်ရေးမှာတော့ရန်ဖြစ်လိုက်ပြန်ချစ်လိုက်လို့ပေါ့နော်အဲ့လိုမျိုးလေးဖြစ်လာတတ်တဲ့အရန်နမကိုညံ့တဲ့အထဲမှာလည်းမရှိဘူး50ရာခိုင်နှုန်းလောက်ဒီကောင်းမွန်နေတယ်တနင်္လာသားသမီးရဲ့အနေနဲ့အရန်နမကိုကောင်းမွန်တဲ့ခြေနေထဲမှာရှိရညံ့တဲ့အထဲမှာတော့မပေါဘူး50ရာခိုင်နှုန်းအခြေရေးမှာလည်းကိုယ့်ရဲ့ချစ်သူနဲ့ရန်ဖြစ်လိုက်ပြန်ချစ်လိုက်အိမ်တော်ရေးမှာလည်းပြန်တဲလိုက်ပြန်ပေါင်းလိုက်အဲ့လိုမျိုးပေါ့နော်အရန်နမကိုကွဲကိန်းနေပါမရှိဘူးအိမ်တော်ရေးမှာအရန်နမကိုတင့်တော်လေးဖြစ်လိမ့်မယ်ပေါ့နော်အယောင်နေနဲ့ဆောင်းမယ်ဆိုရင်မိခိုးရောင်လေးတွေအဖြူရောင်လေးတွေကကန်စားတာအားကောင်းစေတယ်ဒီတစ်နှစ်လုံးမှာပေါ့နော်လက်လာပါတဲ့အထူးရှင်လန်းစေရတော့နော်ဖះမှာဂန်းကော်ပန်းလေးတွေကတ်လူတာမျိုးလေးဖြစ်စေပေါ့နော်ဖះမှာကြံတကာလေးတွေကတ်လူတာမျိုးလေးဖြစ်စေအဲ့ဒါမျိုးလေးပြုတ်လုံးလိုက်မယ်ဆိုရင်တနင်္လာသားသမီးတွေကဒီ2026ထဲမှာအရန်နမကိုကန်စားတာကြုံတွေ့လာရလိမ့်မယ်ကောင်းမွန်သောကံကြမ္မာအနေနဲ့ကြုံတွေ့လာရလိမ့်မယ်တာကောင်းသမီးကောင်းလေးတွေရတာမျိုးလေးတွေနောက်တစ်ခုနိုင်ငံခြားထွက်ဖို့ရခရီးသွားဖို့ရစီစဉ်ထားတဲ့လူတွေဆိုရင်အရန်နမကိုခရီးသွားရတာမျိုးလေးအရန်နမကိုအောင်မြင်လိမ့်မယ်မိမိကခုလုပ်ငန်းကိုင်ငန်းတွေပြောင်းကျင်တာမျိုးတွေဆိုရင်ပြောင်းဖို့ရအရန်နမကိုကောင်းမွန်တယ်ဒီ2026ထဲမှာကံကောင်းမှုမှန်သမျှအားလုံးကတနင်္လာသားသမီးတွေစီမှာရောက်ရှိလာတော့မှာဖြစ်တယ်ကောင်းမွန်သောတငယ်ချင်းတွေနဲ့တွေ့ရတာမျိုးတွေကောင်းမွန်သောနေရာထိုင်ခင်းတွေရရှိတာမျိုးတွေမိမိကိုကံကြမ္မာမျက်နှာသာပေးတဲ့ပုံစံမျိုးလေးတွေရရှိလိမ့်မယ်အပြိုးလေးလူပြိုလေးနဲ့ဆိုရင်စမ်းပွင့်တာမျိုးလေးတွေအရန်နမကိုလိုက်ဖက်ညီထွေးသောဖူးစာရှင်ဖူးစာစစ်ဖူးစာမှန်တွေကြုံတွေ့ရလိမ့်မယ်ပေါ့နော်မမျော်လင့်မဲနဲ့ငွေတွေအရန်နမကိုဝင်လာတဲ့အတွက်ငွေကိုတေချာစစ်ဆက်လေးတုံးဖို့ရလိုအပ်ပါတယ်ကျမ်းမာရေးအနေနဲ့နည်းနည်းလေးသတိထားဖို့ရလိုအပ်တယ်အစာအိမ်လေးတွေပဲဖြစ်စေဘိုက်ပြောဆိုရင်အစာပုံမှန်လေးစားဖို့ရလိုအပ်တယ်အဲ့2026ထဲမှာကိုနည်းနည်းလေးကျမ်းမာရေးပေါ့နော် view site ဖို့ရလိုအပ်တယ်တနင်္လာသားသမီးတွေကိုဖြစ်တယ်လို့နေတတ်တာမျိုးလေးရှိတယ်ပေါ့နော်ဒီ2026ထဲမှာအဲ့ဒီအတွက်ကြောင့်ကိုကျမ်းမာရေး view site ပါပုံမှန်လေးထမင်းစားပေးပါအဲ့ဒါမျိုးဆိုရင်ဒီ2026ထဲမှာကျမ်းမာရေးကောင်းကောင်းနဲ့ထီပေါက်ကိန်းတွေချဲပေါက်ကိန်းတွေရရှိလာလိမ့်မယ်လုံးသမျှကိုင်သမျှစောင့်သမျှအားလုံးဟာအောင်မြင်မှုတရက်ဖို့တွေစောင်းလာရလိမ့်မယ်ပေါ့နော်ကံကြမ္မာအနေနဲ့အရန်မကိုကံကောင်းစေတဲ့အတွက်ပေါ့နော်ဒီ comment လေးအောင်မှလည်းငွေ10သိန်း10တန်10ကလေးထိဝင်လာပါစေကံကောင်းမှုအားလုံးငါစီကိုရောက်ရှိလာပါစေဆိုပြီးရုံကြည်လေးနဲ့ comment လေးအောင်မှာ share ခါနဲ့စတားနှိပ်ပြီးတော့မှတ်မိသွားကြပါဦးခင်ဗျာ